အဆင့်3နေရာကိုစတင်ချင်းချောက်လာခဲ့တဲ့ Man United ကတော့ယာယီနီးပြ Michael Carrick လက်ထက်နိုင်ပွဲဆက်မှုတွေနဲ့အတူအဆင့်3နေရာက Aston Villa ရဲ့နေရာကိုစတင်ချင်းချောက်လာခဲ့ပြီးဖြစ်ပါတယ်။အင်္ဂါနေ့မနက်2နာရီခွဲမှာကစားခဲ့တဲ့ Premier League ပွဲစဉ်29မှာဆိုရင်လည်း United ဟာ Everton အသင်းကိုအဝေးကွင်းမှာခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီးတော့ Benjamin Sesko ရဲ့တလုံးနဲ့သောဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ United ဂိုးသမားလေး Sané Laman ကအထူးလက်စွမ်းပြသခဲ့ပြီးတစ်ဖက်က Everton အသင်းကလည်းစင်ပြန်ကြီးတို့ရဲ့အောင်မင်္ဂလာကစားကွက်ကိုလိုက်လံတူပကစားခဲ့ကြပါသေးတယ်။ဒါကြောင့်ပဲ Michael Carrick လက်ထက်6ပွဲမှာ9ပွဲနိုင်တပွဲတည်နဲ့ရမှတ်16မှတ်အထိစုဆောင်းလာနိုင်ခဲ့တဲ့ United အသင်းဟာအဆင့်4နေရာအထိကိုပြန်လည်တက်လှမ်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဆင့်3နေရာက Aston Villa နဲ့ရမှတ်3မှတ်သာကွာတော့သလိုတစ်ဖက်မှာလည်းအဆင့်5နေရာနဲ့အဆင့်6နေရာမှာရပ်တည်နေတဲ့ Chelsea, Liverpool အသင်းတို့နဲ့လည်းရမှတ်3မှတ်သာကွာတော့တဲ့အနေအထားဖြစ်တာကြောင့်မလို့ United ဟာအဆင့်3နေရာကိုရောက်ရှိနိုင်ဖို့နဲ့အဆင့်4နေရာကနေကျမသွားဖို့ဆိုရင်တော့လာမယ့်ပွဲစဉ်တွေမှာလည်းအခုလိုမျိုးရလဒ်တွေနဲ့ရမှတ်တွေထပ်မံစုဆောင်းသွားနိုင်ဖို့အရေးတကြီးလိုအပ်နေပြီပဲဖြစ်ပါတယ်